ခုဒီဗီဒီယိုကိုကြည့်နေမှဆွေတို့ကကိုပါဝါဒနာပါလို့ပါမှန်းမတီးလို့လမ်းပြောက်နေဆိုရင်ကျွန်တော်တစ်ချက်နှစ်ချက်နဲ့လောက်ကြည့်ပါနံပါတ်1ချက်ကတော့ကျွန်တော်ကိုအကြောင်းကိုပဲအမြဲတွေးပါဘာလို့ကိုအကြောင်းကိုအမြဲတွေးခိုင်းလဲဆိုရင်လူတွေကကိုယ်တိုင်ကတခြားလူတွေကိုပို့ပြီးစိတ်ဝင်စားကြတာများပါတယ်ကျွန်တော်သူများကိုလိုက်ကြည့်မယ်သူများနဲ့ကိုရှင်းမယ်ကျွန်တော်တိုင်ငယ်မယ်ဝန်းနေမယ်အဲ့လိုသူများအကြောင်းကိုကျွန်တော်စိတ်ဝင်စားလေကိုဘဝကလမ်းပြောက်လေပါပဲဒါကြောင့်သူများအကြောင်းကိုကျွန်တော်စိတ်ဝင်စားတာလျှော့ပြီးကိုအကြောင်းကိုပဲများတွေးကြည့်ပါဒါမှကိုဖြစ်ချင်တာတွေကိုကောင်းကောင်းခွဲခြားသိနိုင်ပါလိမ့်မယ်နံပါတ်2ကပါလဲဆိုတော့ကိုပါလို့နေရရင်အပျော်ဆုံးလဲဆိုတာသိအောင်လုပ်ပါကိုရဲ့ဝါဒနာကိုသိဖို့ဆိုရင်ကိုပျော်ရှင်စေတဲ့အရာတွေကိုကျွန်တော်သိဖို့လိုအပ်ပါတယ်ဥပမာမိတ်ဆွေကတချင်းဆိုရတယ်ကြိုက်တယ်ဆိုရင်တချင်းတွေဆိုပါပေါ်လုံးကန်ရတာဝါဒနာပါတယ်ဆိုရင်ပေါ်လုံးတွေကန်ကြည့်ပါကိုဘလိုအရာတွေလုပ်ရင်ပျော်လဲဆိုတာပြန်စဉ်းစားပါအဲ့အရာတွေကိုထက်ကလုပ်ကြည့်ရင်ကိုဝါဒနာပါတဲ့အရာတွေကိုရှာဖွေနိုင်ပါတယ်အခုဒီဗီဒီယိုကိုဆုံးထိကြည့်တော်ရမိတ်ဆွေတို့ကလည်းဒီအချက်နှစ်ချက်နဲ့ကိုရဲ့ဝါဒနာတွေကိုရှာဖွေတော့နိုင်လိမ့်မယ်လို့ကျွန်တော်မြင်တယ်ဗီဒီယိုကိုဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်